ဒီစီကဘာလို့ရအဲ့အောင်မင်းကြီးတွေကပဲအလုပ်တော့မလုပ်ရသေးဘူး ဟုတ်လေရားတယ်6ထိရလာ မရဘူးအေးမင်းအဲ့တေးလိုက်ရခဏဒီတော့လဲတော့ခဏလေးမျိုး မင်းနေစ ဖေးတိုင်နေဟော ဟမ် ပြဖတ်ပေါ့မင်းနေ တိုင်ဒီကြားရကြဘာလို့လဲလို့ဟမ်ဟောကြည့်အောင်ဆိုတော့ထားတယ်တော့တလွဲကြီးလောက်တာ ဆရာမကြိုက်မင်းမကြဟာလား ရတယ်လေကိုအကောင့်တော့ဝေးနေဘယ်ရပါလဲစားတကယ်ရိုက်မှု အဲ့ဘာလို့လဲလို့အဲ့ရပါပြီဒီတစ်ခါ ကားထဲမှာပဲဝင်လို့တာပဲလို့တော့